အားလုံးပဲမင်္ဂလာပါဆရာတို့ GBO မှာဂျပန်စာလေ့လာတဲ့အခါမှာအရန်သုံးဝင်တဲ့အသုံးလေးတစ်ခုကိုဆရာသင်ပေးသွားမယ်ပေါ့နော်ပြီးတော့သူ့ကိုဆရာတို့ဘယ်လိုခေါ်လဲဆိုရင် Kurikaeshi လို့ခေါ်တယ် Kurikaeshi ဆိုတာဆရာတို့ထပ်တလဲလဲလှုပ်ခြင်းထပ်ခါလှုပ်ခြင်းဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဆရာတို့ဘယ်အလုပ်ကိုမဆိုဘယ်ဘာသာရက်ကိုမဆိုဘာမဆိုဆရာတို့ repetition ထပ်ခါလှုပ်လို့ရှိရင်ကြာလာလို့ရှိရင်ဆရာတို့ skill ဆိုတဲ့ကျွမ်းကျင်မှုကသူ့ဘာသာရလာလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါကိုစိတ်ထဲမှတ်ထားဖို့လိုတယ်နောက်တစ်ခုကဆရာတို့ run shoe ဒါ run တည်ပြီးသား exercise လုပ်တဲ့အခါမှာဆရာတို့ run shoe လို့ခေါ်တယ်ပေါ့နော်အင်္ဂလိပ်လို့ဆိုရင်ဆရာတို့ practice သို့မဟုတ် exercise ဆိုပြီးတော့အဓိပ္ပာယ်ရတယ်ပေါ့ရမယ်နော်အဲ့တော့ Kurikaeshi မှာဆရာတို့နှစ်ပိုင်းပါတယ်ပေါ့နော်ပထမတစ်ပိုင်းကဆရာရစ်ပတ်တီဆိုတဲ့ Kuri ရဲ့နောက်က Kaeshi ထပ်ခါလှုပ်ခြင်းဆိုတဲ့ဟာရပေါ့နော်အဲ့တော့ဒီမှာဆရာပြောချင်တာကဒီနှစ်ခုကွာခြားပုံကိုအဓိကပြောချင်တာမဟုတ်ဘူးအဓိကပြောချင်တာကဒီထက်ခါလှုပ်ခြင်းရဲ့ဆရာတို့ပါဝါပေါ့နော်ဘယ်လောက်တောင်စွမ်းလဲဆိုတော့ဆရာပြောပြချင်တာโอเคအဲ့တော့ဆရာတို့ဥပမာလေးတစ်ခုကိုဆရာတို့ပြန်ပြောပြမယ်ပေါ့နော် maybe 2010လောက်ကပေါ့နော်အဲ့တော့ဆရာတို့10တန်းလောက်ပတ်ဝန်းကျင်ပေါ့အဲ့ပတ်ဝန်းကျင်တုန်းကဆရာတို့အဓိကလောက်ရတော့အင်္ဂလိပ်စာလောက်ရတာပေါ့နော်အင်္ဂလိပ်စာဆိုတော့ဆရာတို့ essay letter တွေရေးရတယ်ပေါ့အဲ့ချိန်မှာဆရာကဘာလုပ်လဲဆိုလို့ရှိရင်စာအုပ်လေးတွေ bilingual စာအုပ်လို့ခေါ်တာပေါ့နော် bilingual စာအုပ်ဆိုတာကဒီဘက်စာမျက်နှာမှာမြန်မာလိုပါတယ်ဒီဘက်မှာအင်္ဂလိပ်လိုပါတယ်ပေါ့နော်အဲ့တော့ဒီဘက်ကမသိတဲ့ဟာကို sorry ဒီဘက်မှာအင်္ဂလိပ်ပါတယ်ဒီဘက်မှာမြန်မာပါတယ်ပေါ့အဲ့တော့ဆရာတို့ဒီမှာအင်္ဂလိပ်ကမသိဘူးဆိုလို့ရှိရင်မြန်မာစာကိုဆရာတို့သွားကြည့်ရတယ်ဟုတ်ပြီနော်အဲ့တော့စာဖတ်ရတာကတော်လေးစင်ပြေတယ်ဆရာတို့ဒီ beginner level တွေအတွက်ပေါ့နော်ဒီမှာနားမလည်ရင်ဒီဘက်ကိုကြည့်လိုက်ရမယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့9တန်း10တန်းဆိုတာ level ကတော်လေးကိုအင်္ဂလိပ်စာမှာဆရာတို့နှိမ့်သေးရပေါ့နော်အဲ့ level မှာအဲ့ဒီစာအုပ်တုပ်ကိုဆရာသွားဝယ်လိုက်တယ်ပေါ့နော်ဘယ်သူမှမပြောဘူးဆရာလည်းမပြောဘူးကိုကသာဝယ်ချင်လို့ဆိုပြီးသွားဝယ်လိုက်တယ်ဝယ်ပြီးတော့ပထမဆုံးဆရာတို့ဖတ်တယ်ဘာမှနားမလည်ဘူးအဲ့စာအုပ်ကိုပေါ့နော်အင်္ဂလိပ်လိုတော့နားမလည်ဘူးနားမလည်တဲ့ခါမှာဆရာတို့ဘေးနားမြန်မာစာကိုကြည့်ရဆိုပြီးနော်အဲ့ပြီးတော့ကျွန်တော်တော်လုံးပြီးသွားတဲ့ခါမှာနောက်ဒုတိယတစ်ခေါက်ဆရာတို့ထပ်ဖတ်တယ်ထပ်ဖတ်တဲ့ခါမှာနည်းနည်းလေးနားလဲလာတယ်ပေါ့နော် percentage လေးနည်းနည်းတိုးသွားတယ်ဟုတ်ပြီနော်အဲ့လိုဆရာတို့ထပ်ဖတ်ရင်းနဲ့ဘယ်လိုဖြစ်လာလဲဆိုတော့ဆရာတို့စာအုပ်ကိုလန်လိုက်တာနဲ့ဟုတ်ပြီနော်စာကြောင်းလေးတစ်ကြောင်းပြောလိုက်တာနဲ့ဆရာတို့ဒါပေခန်းဟုတ်ပြီနော်ဒါဘယ်သူနဲ့ဘယ်သူနဲ့စကားပြောတဲ့ခန်းဆိုပြီးတော့တန်းပြီးတော့သိနိုင်တယ်ပေါ့နော်အဲ့လိုသိတဲ့အချိန်တွေရောက်သွားတယ်အဲ့ဒါကဆရာထင်တယ် maybe 3ခေါက်4ခေါက်လောက်ဖတ်ပြီးတဲ့အချိန်မှာဖြစ်သွားတယ်ထင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဂျိုးကျေးဇူးကဘာဖြစ်လဲဆိုတော့ဆရာလက်တာအစေးလေးဟုတ်ပြီနော်လက်တာအစေးရေးတဲ့အခါမှာဆရာနံပါတ်1ရတယ်ဒါမန်တိုင်းပြောပြတာပေါ့နော်ဒီ2010လောက်တော့နံပါတ်1ရတယ်မန်တိုင်းပြောရင်အဲ့တော့အင်္ဂလိပ်စာလည်းရင်တော်တယ်ထင်ပါတယ်မပါရင်နည်းနည်းတက်တယ်ဆိုပေမဲ့ကိုယ့်ထက်တော်တဲ့သူတွေအများကြီးပဲပေါ့နော်ကိုရှိမှအဆင့်1 2တွေအများကြီးရှိတယ်ဒါပေမဲ့ essay letter ရေးတဲ့နေရာမှာနံပါတ်1ရတယ်ဆရာကိုရန်နေမှာချီကျူးတယ်ကွာအဲ့တော့အဲ့ကနေဘာကိုသင်ခန်းစာရလိုက်လဲဆိုတော့ဟုတ်ပြီနော်ဒီဘာမှမဟုတ်ဘူးလို့ထင်ရတဲ့စောက်သေးသေးလေးကနေပြီးတော့ဆရာ3-4ခေါက်လောက်ဖတ်လိုက်တဲ့အချိန်မှာဒီ sentence ဒီစာကြောင်းတွေကဆရာတို့စိတ်ထဲမှာပေါ့နော်မှတ်မိပြီးတော့တုံတန်ရောမေခွန်းလောက်ဆိုလို့ရှိရင်ဆရာလွယ်တကူလေးနဲ့ဖြေနိုင်တယ်ဟုတ်ပြီနော်တုံတန်ရော grammar ပဲလာကြိုက်တာလားဘယ်လိုမျိုးပေါ့နော်အဆုံး scale ပေါင်းစုံကိုကျွမ်းကျင်သွားစေရပေါ့အဲ့တော့ဆရာပြောချင်တာကကိုတည်ထားတဲ့ဟာကို repetition လုပ်ပါကိုတက်ထားတဲ့ဆရာဂျပန်စကားပြောဆိုလို့ရှိရင်လည်းတက်ခါပြောပါတည်ရဆိုပြီးတိုင်းမနေပါနဲ့ဟုတ်ပြီနော်ပြီးရင်ဆရာဒီမှာဆရာပေးထားတယ်ပေါ့နော် basic grammar pattern တရားဟုတ်ပြီနော်လာတောင်းတဲ့သူတွေဆရာပေးထားတယ် PDF file ပေါ့ရုပ်တရက်ကြည့်လိုက်လို့ရှိရင် okay ဆရာတို့ဒီမှာအပေါ်က pattern ပါတယ်ဟုတ်ပြီနော်အပေါ် pattern ပါတယ်အောက်မှာဥမာစာကြောင်းပါတယ် okay ဒီမှာ pattern နဲ့အောက်မှာစာကြောင်းဒါ basic လေးတွေပဲဆိုပြီးတော့ဆရာအထင်သေးလို့မရအောင်ဟုတ်ပြီနော်အဲ့ဒါတကယ်ကိုအကျိုးရှိတာဒီကိုတိပြီးသားကိုပဲဒီစာကြောင်းပေါ့နော်ဆရာဒီဥမာပေးထားတဲ့ pattern ကိုစာကြောင်းထဲမှာထည့်သုံးထားတယ်အဲ့စာကြောင်းကိုအလွတ်ကျက်တာလုံးဝမမအောင်ဟုတ်ပြီနော်လုံးဝမမအောင်အလွတ်ကျက်ပြီးပြောလို့တော့မဆိုလို့ဒါပေမဲ့အလွတ်ကျက်တာလုံးဝမမအောင်နောက်တစ်ခုဥမာတစ်ခုပေါ့နော်ဒီ2009 2010လောက်ကပဲအဲ့ဘာလဲဆိုတော့
ဆရာတို့အင်္ဂလိပ်စာအဲ့လေအင်္ဂလိပ်စာပဲအင်္ဂလိပ်စာgrammar ပေါ့နော်ဆရာတို့တင်နေဆရာကဒီ tense 12မျိုးပေါ့နော်အင်္ဂလိပ်မှာဆိုလို့ရှိရင် tense တွေရှိတယ်အဲ့12မျိုးရှိတယ်အဲ့12မျိုးကိုအကုန်ဆိုခိုင်းတယ်ဟုတ်ပြီနော် tense 12မျိုးဆိုခိုင်းတယ်ပြီးလို့ရှိရင် active passive အကုန်ပေါ့နော်အကုန်ဆိုခိုင်းတယ်စာမတင်ခင်မှာဆရာတို့အရင်ဆိုရတယ်ပေါ့နော်အဲ့လိုမျိုးကိုဆရာတို့ကတစ်နှစ်ပတ်လုံးဆိုလိုက်ရတာပေါ့နော်တစ်နှစ်ပတ်လုံးဆိုလိုက်အစားတော့ဆရာတို့မရဘူးဝါချတယ်ပေါ့နောက်တော့လေကိုကဝါချနေလို့ရှိရင်ကိုပဲကြိုင်ဒုက္ခရောက်မယ်ဆိုပြီးတော့တခြားလှုပ်ဖြစ်တယ်တခြားလှုပ်ဖြစ်တဲ့ခါမှာလွတ်ရသွားတယ်ပေါ့နော်လွတ်ရသွားပြီးတော့ဘာဖြစ်လဲဆိုတော့ဆရာတို့အခုအဲ့တုန်းက2010ဆိုပါစို့အခုက2026ဆိုလို့ရှိရင်16နှစ်လောက်ရှိပြီ16နှစ်လောက်ရှိပြီအဲ့ဒီတုန်းကရွတ်ခဲ့တဲ့ဟာကိုဆရာကအခုထိမမေ့သေးဘူးအဲ့ဒီဆရာတို့အင်္ဂလိပ်နဲ့ပတ်သက်တဲ့ grammar တွေပေါ့နော်အကုန်လုံးကိုရှင်းရှင်းလင်းလင်းအုံနောက်ထဲမှာခုချိန်ထိရှိနေသေးတယ်ခုချိန်ပြန်မေးလဲအခုရတယ်ဟုတ်ပြီနော်အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ဆရာရှင်းပြပေးမယ်ဆရာတို့အုံနောက်ထဲမှာဆရာတို့neural pathway ဆိုတာရှိရပေါ့နော် neural pathway ဆိုတာတခုခုကိုဆရာတို့ကအဲ့လိုအချိန်ဖန်များစွာလှုပ်လိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီအုံနောက်ထဲ neutron လေးတွေပေါ့နော်ဒီလိုမျိုးလေးရှိရပေါ့တခုခုတွေးလိုက်တာတော့ဆရာတို့အချိန်ဖန်များစွာလှုပ်ပြီဆိုလို့ရှိရင်သူတို့အတွက်ဒီလိုမျိုး pathway လေးတွေဖြစ်သွားတယ်ပေါ့နော်ဒီဖြစ်သွားတာလေးတွေကချိန်ကြာလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့အရန်ကို strong ဖြစ်ပြီးတော့သူတို့ကပတ်တန်တစ်ခုအနေနဲ့ကြံခဲ့တာအဲဒါကြောင့်ထက်ခါလှုပ်ထားတဲ့အရာကိုမေးဖို့ကဆရာတို့တော်တော်နဲ့ကိုမဖြစ်နိုင်ဘူးဟုတ်ပြီနော်အဲ့တော့ဂျပန်စာတွေလှုပ်တဲ့ဆရာခန်းကြီးတွေမေးတယ်ဆိုတာကဆရာခန်းကြီးတွေကိုတိတ်ပြီးတော့practice မလုပ်လို့လည်းပါတယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ဆရာမဖတ်တာလည်းပါတယ်ပေါ့နော်ခန်းကြီးဆိုတဲ့မျိုးကဆရာတို့ထားပါတော့ဒီခန်းကြီးကိုဆရာတို့အချိန်တရာချရေးမယ်ဆိုပြီးတော့ချရေးတာဆရာအတိတ်ပဲမရှိဘူးဟုတ်ပြီနော်ဒီက sentence ထဲမှာထည့်ပြီးတော့ဆရာသုံးရမယ်ဟုတ်ပြီနော်ခန်းကြီးတွေကို sentence ထဲမှာထည့်ပြီးတော့သုံးပြီးတော့မှတ်ရမယ်ပြီးတော့ခဏပြန်မှတ်ရမယ်အဲဒါကြောင့်မို့ဆရာဒီ PDF file လေးတွေကအရန်သုံးဝင်နေဆိုတာကဆရာအဲဒါကြောင့်မို့ပြောတာအဲ့တော့ဒီမှာဆရာအခု100ထိပေးထားတယ်နောက်ထပ်100လည်းထပ်ပြီးတော့ပေးအောင်မယ်ပေါ့နော်အဲ့တော့ဒီ pattern လေးတွေနဲ့သူတို့နောက်မှာပါတဲ့ sentence လေးတွေ example sentence လေးတွေကိုတတ်နိုင်ရင်တော့ဆရာတို့စာသုံးချက်ထားမယ်ခန်းကြီးတွေပါလို့ရှိရင်ခန်းကြီးတွေကိုပါချက်ထားမယ်ဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့ရလာတဲ့ basic foundation ကဆရာတို့ဒီ N3 တွေ N2 တွေမှာတွားပြီးတော့ဆရာတို့အစွမ်းပြလိုက်မယ်ပေါ့နော်အဲ့တော့ N5 တမားတွေဆိုရင်လည်း N4 N3 မှာတွားပြီးတော့အကျိုးဖြစ်လိုက်မယ်စာသင်ရတာရမ်းလွယ်သွားလိုက်မယ်โอเคရပါနော်ဒါလို့ဆိုလို့ရှိရင်ဆရာဗီဒီယိုကနေတန်ဖိုးတစ်ခုရမယ်လို့ညွှန်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်